ဘုန်းကြီးငလေလို့တော့ကျောင်းတက်ကြီးဘယ်နေရာမှာရှိနေရလဲဘုန်း ခလဲကောင်းမှာ ဟာခက်လေကောင်းပါ ဟုတ်တယ်တော့အဲ့ဒီဟာ အဲ့နေတာ မှန်ပါဗျာ နေတာ ဒီဘက်တစ်ချမ်းပြိုကြမှာ မှန်ပါ နိုးသွားပြီးတော့ မှန်ပါ ငရေလို့လည်းပြနေတော့ခလဲကောင်းကတန်တန်ကြီးကိုအဲ့လိုဖတ်တာ ဟုတ်ပါဦးမယ် တက်တိမလို့ဘူးပေါ့နော် ဟုတ်ပါ ခဏလေးရက်တယ်လေ ဟုတ်ပါ အဲ့ဒီအပေါက်လိုက်အပေါက်ပွင့်နေဆိုတော့တန်ပြောက်ထွက်ပြေးတာကျုံးလောက်ရောက်ကိုဟိုဘက်ကလေးစုံအပေါ်အားရအကုန်ကုန် ဒီကားဆောင် မှန်ပါဗျာအိုးဘုန်းကအဲတိုင်လေးကိုဖတ်ထားလိုက်တာ ဟုတ် ပေါ့နော် တန်တန်ကြီးခ တန်တိုင်ကြီးကိုဖတ်ထားလိုက်တာ တန်တန်ကြီးဖက်ထားတော့ဟိုတတိယတော့ကြောင်မချမ်းကြီးပွင့်တာ ပွင့်နေပြီပြင်သွားပြီ အိုး ရှိတော့ အဖုံဖုံလာကဲတာလားဖုံဖုံက ဟုတ် ဟုတ် ပေါ့ကိုထွက် ဟုတ်ပါသား ဖုံဖုံဘယ်နာထွက်လာ နောက်ပဲအပေါက်ထွက်ပေါ့ အဖထွက်ပေါက်လေးရဂျန်သေးတာ ဂျ ပေါ့ န်သေးတယ် ဩမှန်ပါဗျာမှန်ပါဟုတ်ဗျာဖုံဖုံတက်တော့ဘယ်လောက်ရှိလဲဗျာ 83 83အာဘုံဘုံ ဆိုရပြင်းနိုင်တာပဲ ဟုတ်တယ်ဟုတ်တယ်ဘုံဘုံတပည့်တော်တို့ဆိုသွားပြီ အဲ့တော့ဖက်တယ်မှာဒီကလွတ်ပြီးလဲသွားတယ်သူ့တော့ပွန်သွား မှန်ပါဗျာ တမ်းချဖက် မှန်ပါဗျာမှန်ပါဗျာ အဲ့ဖဲမရှိနေရက်သွား မှန်ပါဗျာ ရက်သွားပြီဆိုတော့တော့ကဆင်းပြေကျုံလက်အောက်ရောက်ရောက်ကိုလုံးပြောကြသွား အာ မသေးခြင်းနဲ့လူမလို့ မှန်ပါဘုံမှန်ပါဘုံဗျာ ဆောက်ကတော့မြင်တဲ့အတိုင်းလက်ရှိမြင်တဲ့အတိုင်း အခုလည်းကြောက်ကြောက်တို့ခဲမှာတန်ပုံတန်ဆင်းနေအင်္ဂလန်တန်နေကြီးတန်ရောရမရောဆင်းရောအလုံးအင်္ဂလန်တန်ကြီး ဒီဆောက်ဦးတို့တက်တန်းဘယ်လောက်ရှိနိုင်လဲဘုံဘုံ 80ရှိ အဖုံဖုံမွေးတဲ့အချိန်လောက်ထဲရဗော ဟုတ်တယ်ဟုတ်တယ် ဩမှန်ပါဗျာ ဆရာတော်30ဘုန်းကြီးတက်ကြည့်ရစေ ဩ ဒီတက်ကြမပြောမကန်ငလေးကိုလိုကလေးကြီးသုံးခံမိဒီတစ်ခါပြောတာ ဩငလင်း3ချိန်ညမှာပြ ဟုတ်တယ်အကြီးကျယ်လေစကိုင်းငလေးဆိုတာတက်ကိုတက်ကြည့်ရပေါ့ဒုတိယငလေးပထမငလေးစကိုင်းကြော်ရိုးစကိုင်းမျိုးတိုက်ကြကုန်ပဲကြီးကြီးကျတိုက်ဝိုင်းနဲ့ကြိုင်းခဲ့ခုဒီတစ်ခါတက်ကြအချိန်တော့မခံနိုင်တော့ ဒီအကြီးရောတိုက်ဝါကြီးရောသွားတာပဲ သွားတာ မှန်ပါဗျာ ဟိုက1958ရဲ့2000နဲ့မှ7နှစ်ရဲ့ 16ခု 2025ရဲ့ 16လားမသိ မှန်ပါ ဘူးဒုတိယငလေး 14 မင်း3ကျင်လုံးမိခဲ့အဆောက် ဟုတ်တယ် ဗျာ အခုတက်ကြအချိန်ကျမှ ဟောဗျာ